ကြီးရဲ့ royalty ပေါ်ထားရှိတဲ့928မြစ်တာကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ royalty 928ချင်းမြစ်တာရွှေဆွဲပြ928ပြားနဲ့ royalty ဘူးပေါင်းများစွာကိုမြစ်တာတုံ့ပြန်စီစဉ်ကိုဒါမိတ်ဆက်ပေးချင်ပါတယ်ရှင် royalty ဘူးအဖုံအတွင်းမှာရွှေဆွဲပြ928ပြားနဲ့ one free royalty စုပေါင်းများစွာကိုထည့်သွင်းပေးထားဖြစ်တဲ့ကြောင့်မို့လို့ royalty တီးဆောင်တဲ့စဖြစ်ဘူးအဖုံအတွင်းမှာစစ်ဖို့အတွက်မမေ့နဲ့နော်ဖေးဖို့တဲ့ပေါက်တဲ့သူတွေအများကြီးရှိနေပြီနေရာအနှံ့ပြားမှာလည်းရွှေဆွဲပြားတွေစွတ်ကူနေကြပြီအခုဆိုလို့ရှိရင်ရွှေဆွဲပြားပိုင်ရှင်က25ဦးတောင်ထွက်ပေါ်လာပြီဆိုတော့တင်ကိုယ်တိုင်လည်းရွှေဆွဲပြားပိုင်ရှင်မဖြစ်ဘူးလို့မပြောနိုင်ဘူးเนาะဆက်စစ်စစ်မြတာဝေးမြရဲ့နဲ့ရွှေဆွဲပြစုကြီးစွတ်ထူနိုင်ဖို့အတွက်အခုလဲ royalty ကိုဝယ်တော့ကြဆုံးတော့